ကဲချစ်စရာအရန်ကောင်းတဲ့ချုပ်ပုံလေးเนาะဒီမှာဂျိုးလေး၃ချောင်းလေးနဲ့တရုတ်ချုပ်ပုံလေးဒီမှာဆိုရင်ခါခွဲလေးနဲ့ပေါ့เนาะအရန်ချစ်စရာကောင်းတဲ့အင်းချီအကောင်းတိုင်းမှာရှင်အကောင်းတိုင်းမှာရင်ဆိုင်44ပေါင်ရင်160နီးပါးအေးဆေးရပါမယ်เนาะဘောင်းမီရဲ့ဒီမှာကြည့်เนาะသူ့ရဲ့ကတ်တင်ကိုတစ်ချက်ရှိုးပါအကြီးနဲ့ကိုစိုက်ပွင့်ပွင့်နဲ့သူကအိတ်ထောင်လဲပါတယ်ပေါ့နော်အရန်ကိုစိုက်ပွင့်ပွင့်နဲ့ကိုချုပ်ပေးထားတာပါရှင်အေးဆေးကိုတော်ပါတယ်ရှင်နော်ရောင်လိုင်းလေးတွေဆိုလို့ရှိရင်လည်းဒါလေးဆိုလို့ရှိရင်သူကအုတ်ကျိုးအနီဘက်သွားမယ်ပေါ့နော်အုတ်ကျိုးအနီဘက်သွားမယ်မျိုးထိုင်သားရောင်လေးရမယ်နော်ရှင်သားရောင်လေးရမယ်ရောင်လိုင်းစုံစုံလေးကိုရပါမယ်ရောင်လိုင်းလေးရမ်းလာပါတယ်ခဲရောင်နော်ခဲကအညိုခဲနဲ့ခဲပြူအကုန်ရမယ်ဒါဆိုရင်အချူစွတ်စွတ်ကလေးဖြူအောင်လေးရမယ်နော်ဒါလေးဆိုရင်နက်ပြဘက်သွားတယ်ဒါလေးကလည်းအသားရောင်လေးမကွဲနော်အသားရောင်မှာအသားညိုနော်အဲ့လိုမျိုးလေးတွေကွဲပါတယ်ရှင်ရောင်လိုက်တာဆိုရင်3ရောင်လိုင်းကိုအကုန်ကွဲပါတယ်ရှင်နောက်ထပ်ခဲပြူလေးပါရှင်နောက်ထပ်ကတော့ဒါကခိုပြလေးပါရှင်ဒါလေးကတော့အစိမ်းပါကာကီစိမ်းပါရှင်နော်ဒါလေးကလည်းလက်ပြလေးပါခဲနက်ပြခဲနဲ့ပတ်သက်တာကြီးရမ်းပြီးတော့ကိုရမယ်ပေါ့နော်အင်ချီလေးတွေနဲ့ထုတ်ပေးထားပါတယ်အရန်ကိုချုပ်ပေးတော့ကိုယူပါရှင် quality အမြင့်လိုင်းမှာအင်ချီတွေရန်ကိုဈေးတက်ပါတယ်เนาะအဲဒါကြောင့်မလို့ထုတ်ပေးတော့ကိုယူပါရှင်